အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဒီမီတာအသုံးပြုပုံလေးကိုတင်ပေးပါမယ်ခင်ဗျာဆိုတော့ဒီနေ့ကျွန်တော်ထားလေးရှိတဲ့ setting လေးကိုလည်းတစ်ခါတည်းပြောသွားပါမယ်ဆိုတော့ဒီကောင်ကကျွန်တော်ရိုးရိုး SEO ရမယ် lithium ရမယ် label ရမယ်ပေါ့နော်အဲ့တော့သူ့ကိုကျွန်တော်ပထမဆုံးအသုံးမယ်ဆိုလို့ရှိရင် socket ကိုအရင်ဖြုတ်ထားလိုက်ဘာလို့ဖြုတ်ရလဲဆိုတော့ဒါ setting ချိန်ဖို့အတွက်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော် socket ချိန်မယ်ပြီးရင်ကျွန်တော်ဒီမှာ lithium 3s နဲ့သုံးပါဆိုတော့ကျွန်တော်အရင်ဆုံးစမ်းတဲ့အနေနဲ့ကျွန်တော် click ကိုညှပ်လိုက်မယ်အနည်းနဲ့တော့မှန်ချိတ်ပြပါရပြီဒါတို့ setting စချိန်ရမှာပေါ့နော်အဲ့ဒါဟိုနေ့ပြန်မီတာလေးနဲ့ဖိထားတယ်ပေါ့ပြီးတော့သူ့ setting စချိန်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကလုတ်လေးကိုဖိထားပြီးတော့ဒိုးလေးထိုးလိုက်နော်အဲ့လိုမနှိပ်ချင်မဲနဲ့တစားကိုဖြုတ်ပြီးတော့နှိပ်ထားလိုက်ရရင်နော်ဒီမှာပြမယ်ဆိုလို့ရှိရင်သူကဒါ lithium ပေါ့နော်သူ့ကိုပြောင်းနေတယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ရိုးရိုး SEO ပေါ့နော်ဒီကောင်ဆိုလို့ရှိရင်ဒါလိုက်ဖို့ဟုတ်ဒါ lithium ဆိုလို့ရှိရင်လည်းသူကတော့သွားလို့ရတယ်အများကြီးသွားလို့ရတယ်နော်29ရက်လောက်စီသွားလို့ရတယ်ရှော့တယ်ကျွန်တော် 3s ပဲသုံးပါဒီကတော့လိုက်ဖို့ဖိုးတွေမှာသုံးတာပိုကောင်းပါတယ်ပိုများတယ်ပေါ့နော်ပြန်ပို့ပြီးတော့သုံးများတယ်ကျွန်တော် 3s မှာခဏထားလိုက်မယ်ဒါဆိုရင်အဲ့ဒါလိုက်ဖို့ဆိုလဲဒါအများကြီးသွားလို့ရတယ်ပေါ့နော်ဖို့ဆိုလဲအများကြီးသွားလို့ရပါတယ်ဆိုတော့ကျွန်တော်တော့ခုနတိုင်းပဲထားလိုက်မယ်အခုဒါဆိုရင်တော့ကျွန်တော်ဒါ lithium ထားရတာပေါ့နော် 12.6 ဒီမှာသူ့မှာ function လေး3ခုပါမယ်ဒါကတော့ဒါဘိုးနဲ့ဒါ percentage နဲ့တခါတွဲပြတယ်ဒါဆိုရင်ပိတ်သွားပြီဒါတွေကိုကျွန်တော်တို့အဲ့လိုမျိုးကိုယ့်အကူမကြည့်မယ်တစင်ချင်းစီသူပြောင်းနေတာကိုပြခိုင်းလဲရပါတယ်အဲ့ရှင်ဒီကောင်တွေကကျွန်တော်တို့ boring နဲ့ percentage ကိုတစ်လှည့်စီပြမယ်ဆိုတဲ့အရာလေးအဲ့ဒီပြကြည့်မယ်sorry ဒါဆိုတော့ဒီကောင်ဆိုလို့ရှိရင်ဒါsecond အတွင်းမှာဘယ်နဲ့ second အတွင်းပိတ်မယ်ဆိုတာဒါ delay line ချိန်တာဒီကောင်ကမသုံးဘူးကျွန်တော်ဒီကောင်သုံးပါတယ်number 4 number 4လည်းမသုံးဘူး number 5လည်းမသုံးဘူး number 1သုံးမယ်နံပါတ်2ကနံပါတ်2မသုံးနံပါတ်2ကကျွန်တော်က auto အမြဲတမ်းပုံနေနေတာအတွက်ကြောင့်နံပါတ်2ကိုမသုံးနံပါတ်3ကတော့ဒီလိုမျိုးအလင်းမှောင်ပေါ့နော်အလင်းကိုပိတ်မလားမပိတ်ဘူးလားကျွန်တော်တော့မပိတ်ပါဘူးဒီကောင်လေးကတိတ်သုံးစရာမလိုပါဘူးကျွန်တော်သုံးလေးရှိတာတော့ဒီဟာလေးတစ်ခုပါပဲဒီတန်ချိန်မှရမှာပါခုနကကျွန်တော်လိုက်ဖို့ဖြစ်သွားလို့ဆောင်းလိုက်ဒါဆိုရပါပြီနော်ဒီလိုမျိုးတလဲစီပြနေမှာဖြစ်ပါတယ်ဒါ setting ချင်းနဲ့နီးလေးပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ